ဒီတစ်ခုတည်းကိုပဲသိထားရင်ကို marketing လုပ်တာအရင်ငါထက်ပိုပြီးတော့အကျိုးရှိလာလိမ့်မယ်ကျွန်တော်တို့ကပုံမှန် marketing လုပ်တဲ့အခါမှာကိုယ့်ရဲ့ product ကိုဝယ်တဲ့သူတွေလိုချင်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတာတွေးကြတယ်ဟုတ်တယ်မလားဒါပေမဲ့တမိုင်းတစ်လျှောက်မှာအကောင်းဆုံး copywriter လို့ပြောလို့ရတဲ့လူတစ်ယောက်ကခုနကကျွန်တော်ပြောတဲ့စကားကိုမှားတယ်လို့ပြောခဲ့ဘူးတယ် Eugene Schwartz ဆိုတာကတမိုင်းတစ်လျှောက်မှာအကောင်းဆုံး copywriter လို့ပြောလို့ရတယ်လို့ copywriting မှာကျွန်တော်ရဲ့ role model လို့လည်းပြောလို့ရတယ် marketing နဲ့ပတ်သက်တဲ့စာအုပ်တွေကျွန်တော်တို့ copywriting နဲ့ပတ်သက်တဲ့စာအုပ်တွေအများကြီးရေးခဲ့တယ်ဒီတော့သူ့ရဲ့စာအုပ်တွေကရတဲ့တကယ်ကိုအကျိုးရှိတဲ့အချက်လေးတစ်ခုကိုကျွန်တော်ပြန်ပြီးတော့မျှဝေပေးချင်တာအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ကလူတွေရဲ့လိုချင်စိတ်ဖြစ်လာအောင်တွားပြီးတော့ဖန်တီးလို့မရဘူး desire လို့ခေါ်တဲ့လိုချင်စိတ်ကအရင်ကတည်းကရှိနေပြီးသားကျွန်တော်တို့ရဲ့ product တွေဖြစ်မလာခင်ကတည်းကအဲ့ဒီ desire လို့ခေါ်တဲ့အရာကလူတွေစီမှာရှိနေပြီးသားလူတွေကပို့ပြီးတော့ကျန်းမာခြင်းကြတယ်လူတွေကပို့ပြီးတော့ချမ်းသာခြင်းကြတယ်ပို့ပြီးတော့ confidence တွေရခြင်းကြတယ်ပို့ပြီးတော့အချစ်ခံခြင်းကြတယ်ပို့ပြီးတော့လေးစားမှုတွေရခြင်းကြတယ်အဲ့ဒီ desire တွေကကျွန်တော်တို့ရဲ့ product တွေကျွန်တော်တို့ရဲ့ကြော်ညာတွေမတိုင်ခင်ကတည်းကလူတွေစီမှာရှိနေပြီးသား marketing လုပ်ရင်အဲ့ဒီ desire ကိုတွားပြီးတော့မဖန်တီးနဲ့ကိုယ့်ရဲ့ product ကသူတို့လိုချင်တဲ့အရာတွေရလာဖို့အတွက်သုံးရမယ့်အရာဖြစ်တယ်ဆိုတာပြောပြပေးရမှာဒီတော့တကယ်ကို effective ဖြစ်တဲ့ marketing campaign တစ်ခုလုပ်တော့မယ်ဆိုရင်မဖြစ်မနေစဉ်းစားရမှာကကိုယ့်ရဲ့ customer တွေကဘယ်အရာကိုနက်နက်ရှိုင်းရှိုင်း desire ဖြစ်တာလဲအဲ့ဒီအချက်ကိုရှာလို့တွေ့ပြီဆိုရင်ကိုယ့်ရဲ့ product ကဒီလို desire တွေဖြစ်လာဖို့အတွက်ဘယ်လိုတွေကူညီပေးနိုင်လဲဆိုတာပြောပြီးတော့ရောင်းရမှာဖြစ်ပါတယ်ဒီနေ့အတွက်10 minute စာ marketing ဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်